အလုံးပဲမင်္ဂလာပါလို့ကျော်ဆိုလိုက်ပါတယ်ဗျာဒီကတော့ဒီမှာဒီ match လာပေါ့နော် match လာ16ရက်နေ့3လပိုင်း16ရက်နေ့အတွက်ပေါ့နော်တကြီးဒီတကွဲကြည့်လိုက်အောင်ဗျာဒီမှာတော့ဒီတော့ကောင်းလေးနဲ့ရှင်းပြထားတာပေါ့နော်အဲ့တော့ကြည့်လိုက်အောင်ဆိုလို့ရှိရင်ဒီမှာခဏရထွက်တယ်ပေါ့နော်ခဏရဖောင်းလိုက်လို့ရှိရတော့ခွာခဏရဖောင်းလိုက်လို့ရှိရခွာဆိုတော့ခွာနဲ့ပေါ့ရလေးဆိုတော့တမြနဲ့ခွာနဲ့ပေါ့ရခွာတမြနဲ့ခွာနဲ့ပေါ့ရခွာပေါ့နော်အေးတောင်းလုံးပေါင်းလိုက်လို့ရှိရင်ရှစ်တော့ဆိုတော့ရှစ်တော့ကထိုက်စီပေါ့နော်နောက်တော့ရှစ်ထက်ငယ်တာခွာရှစ်ထက်ကြီးတာကိုဆိုတော့ခွန်ကိုအလေးထိုင်ပေါ့နော်အဲ့မှာခွန်ကိုအလေးထိုင်ဆိုတာနဲ့အဲ့မှာအတွတ်လိုက်တဲ့အခါရှစ်ခွာရှစ်ကို3ခွာ3ကိုလို့ဖြစ်တော့မယ်ပေါ့နော်အဲ့လိုဖြစ်သွားမယ်အဲ့လိုဖြစ်သွားတာလည်းဒီမှာ3ခွာလို့3ခွာလို့ထွက်သွားတာဖြစ်တဲ့အတွက်3ခွာတဲမှန်သွားတယ်ပေါ့နော်နောက်ဒုတိယ3ခွာကိုတွက်ကြည့်လိုက်အောင်ပေါ့နော်3ခွာကိုတွက်ကြည့်လိုက်လို့ရှိရင်3ခွာပေါင်းလိုက်ရင်လည်းပဲခွာပေါ့နော်အဲ့မှာ3နဲ့ခွာနဲ့ပေါင်းရင်သူများခွာနဲ့ပေါင်းရင်4နောက်ဒုတိယလည်းပဲခွာနဲ့ပေါင်းရင်4ဆိုတော့သူများ4လို့ဖြစ်သွားမယ်ပေါ့နော်3လုံးပေါင်း8ဆိုတော့8ပေါ်က3ထိုင်စီ8ထက်ကြည့်တော့ကို8ထက်ကိုခွာဆိုတော့ခွန်ကိုကအလေးပေါ့နော်အဲ့မှာတွေးလိုက်တဲ့အခါ8ခွာ8ကို3ခွာ3ကိုဆိုတော့အတွေးဖြစ်တော့မှာပေါ့နော်အဲ့မှာ8ကို4လို့ထည့်တော့တယ်ပေါ့နော်အဲ့ဆိုရင်ဒီခောက်ပေါ့နော်ဒီခောက်တဲ့ဆိုလို့ရှိရင်8ကိုလေးကိုတွေးလိုက်လို့ရှိရင်3လုံးပေါင်း1ဆိုတော့8နဲ့1နဲ့ပေါင်းလိုက်လို့ရှိရင်9ပေါ့နော်9နဲ့1နဲ့ပေါင်းရင်3မြ4နဲ့1နဲ့ပေါင်းရင်5ပေါ့နော်အဲ့မှာ9 3မြ5လို့ဖြစ်သွားမယ်ပေါင်းလိုက်ရတဲ့4ပေါ့နော်4ပေါ်က9ဆိုတော့4ကိုအထိုက်စီပေါ့နော်4ထက်နေတာ3 4ထက်ကြီးအောင်5ဆိုတော့3 5အလေးထိုက်ဆိုတော့အဲ့မှာတွေးလိုက်တဲ့အခါ4 3အတွေ့ရ4 5အတွေ့ရ9 3အတွေ့9 5အတွေ့ဆိုတော့အတွေ့4တွေရသွားတာပေါ့နော်ကျွေးလေးတွေးရတော့တယ်ဒီဘက်ကိုကြည့်လိုက်တယ်ဒီမှာဆိုလို့ရှိရင်ဒီ20မျိုးပေါ့နော်အဲ့မှာဆိုလို့ရှိရင်ခွာတမြခွာဆိုတော့3လုံးပေါင်းလိုက်ရခွာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ခွာနဲ့တမြနဲ့ပေါင်းရခွာတမြနဲ့ခွာနဲ့ပေါင်းရခွာလို့ဖြစ်တော့မယ်ပေါ့နော်အဲ့မှာခွာတမြခွာလို့3လုံးပေါင်းရ4တမြခွာ3လုံးပေါင်းရ4ပေါ့နော်အဲ့မှာဆိုလို့ရှိရင်4လုံးကိုပြန်ပေါင်းမယ်ပေါ့နော်ခွာတမြခွာ4လို့ပေါင်းလိုက်မယ်အဲ့မှာ8လို့ဖြစ်သွားမယ်ပေါ့နော်တမြခွာ4လို့ပေါင်းလိုက်လို့8လို့ဖြစ်သွားမယ်8လို့ဖြစ်သွားမယ်ပေါ့နော်8ဆိုတာနဲ့8နဲ့လုံးပေါင်း6ပေါ့နော်အဲ့မှာ6နဲ့နေပြီးတော့ဒီဒုတိယမြန်းလေးထိုးထားတယ်8အပေါ်က4လေးအပေါ်မှာထိုက်စီအလုံးနဲ့ပေါင်းမယ်ပေါ့နော်4 6ပေါင်းထားတယ်သူမြသူမြပေါ်ကသူမြနဲ့ခါခွာဆိုတော့နဲ့9ခွာပေါ့နော်အဲ့မှာအစင်းအောင်လေးနဲ့ပြထားတယ်9ခွာက bright ပေါ့နော်9ခွာ bright ဆိုတာနဲ့အဲ့မှာဘာထည့်လဲဆိုတော့3ခွာဆိုတော့ခွာ bright ပေါ့နော် bright မှန်သွားတယ်အဲ့မှာဆိုလို့ရှိရင်4နဲ့6နဲ့ပေါင်းသွားလို့ရှိရင်သူမြပေါ့နော်သူမြနဲ့ခါခွာဆိုသူမြခွာနောက်ပိုက်ပေါ့နော်အဲ့မှာသူမြခွာနောက်ပိုက်သွားတယ်အဲ့မှာ3ခွာဆိုတော့ခွာနောက်ပိုက်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒုတိယတစ်ချိန်ပေါ့နော်ဒုတိယတစ်ချိန်3ခွာ3လုံးပေါင်းရခွာပေါ့နော်အဲ့မှာ3နဲ့ခွာနဲ့ပေါင်းရသူမြခွာပေါင်းရ4ဆိုတော့အဲ့မှာ3ခွာသူမြပေါင်းရ4သူမြနောက်ပြီးခွာ4ပေါင်းလို့ရှိရင်8ဆိုတော့အဲ့မှာအဲ့4လုံးကိုပြန်ပေါင်းမယ်ပေါ့နော်3ခွာသူမြလို့ပေါင်းရသူမြဖြစ်သွားမယ်ခွာ4 8လို့ပေါင်းလိုက်မယ်ပေါ့နော်ခွာ4 8လို့ပေါင်းလိုက်တော့4ဆိုတော့8ဆိုတော့8ဆိုတော့6လို့ဖြစ်သွားမယ်သူမြ6လို့ဖြစ်သွားမှာပေါ့နော်တမက်6ပေါင်းလိုက်တယ်6ပေါ့နော်အဲ့မှာတမက်နဲ့6နဲ့ပေါင်း6ပေါ့နော်6နဲ့ခန့်ကို6ပေါင်း1ဆိုတော့ကိုတိုက်ပဲပေါ့နော်ကိုတိုက်ပဲဆိုတော့အဲ့မှာ8နဲ့6နဲ့ပေါင်းလိုက်မယ်4ပေါ့နော်4နဲ့ခန့်2ဆိုတော့အဲ့မှာ8ကို4လို့ဆိုတော့တိုက်ပဲလေးပဲမှန်တယ်4နဲ့နောက်ပဲလေးပဲမှန်သွားတယ်ပေါ့နော်4နဲ့နောက်ပဲလေးပဲမှန်တယ်အဲ့မှာ8ကို4ကိုပေါင်းလိုက်လို့ရှိရင်3လုံးပေါင်း1ပေါ့နော်အဲ့မှာ8နဲ့4နဲ့ပေါင်းရင်2 9နဲ့1နဲ့ပေါင်းရင်3မြတ်ဆို3လုံးပေါင်းလိုက်မယ်8 4နဲ့လည်းပေါင်းလိုက်မယ်4ပေါ့နော်9 1 3မြတ်လည်းပေါင်းလိုက်ရင်3မြတ်အဲ့မှာ4လုံးပြန်ပေါင်းမယ်8 4နဲ့4လည်းပေါင်း8ပေါ့နော်9 1 3မြတ်လည်းပေါင်းလိုက်3မြတ်ပေါ့နော်အဲ့မှာ8 3မြတ်လည်းလုံးပေါင်းလိုက်ရင်8လို့ဖြစ်သွားမယ်အဲ့မှာ8လို့ဖြစ်သွားတာ ਨੇ အဲ့မှာ4နဲ့8နဲ့ပေါင်းလိုက်ရင်1လို့ဖြစ်သွားမယ်နေကလေးနဲ့ပေါ်ခွာဆိုတော့လေးခွာပဲပေါ့နော်ဒီ3လပိုင်း16ရက်နေ့အတွက်ပေါ့နော်အဲ့မှာသူများနဲ့ရှင်းနေပေါင်းလို့ရှိရင်8ဆိုတော့8တက်ကနောက်ပဲပေါ့နော်8တက်နောက်ပြီးလေးခွာပဲရပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာအတွေ့ရ4 3ရယ်4 5ရယ်9 3ရယ်9 5ရယ်ဆိုတဲ့အတွေ့ပေါ့နော်အဲ့တော့လေးခွာပဲနဲ့8တက်နောက်ပဲဆိုတော့ခဏစီလိုက်တဲ့အခါခဏ8ခွက်ထွက်သွားတယ်ပေါ့နော်4 3အတွေ့4 3အတွေ့8တက်နောက်ပဲရယ်9
link ở đây link ở đây có sẽ tin nào vậy cô thông ở đây cô thông ở đây cô thông ở đây sẽ tin nào vậy cô ngọ ở đây đúng không từ cái lâu ấy mà phải nè cái video thô mẹ rồi sẽ có bông ra đây mà là đấy rồi từ phải nè cái video thô mẹ rồi sẽ thì mà thô gì ở đây quay về sẽ có nó link sẽ rồi phải cả link sẽ là sẽ đó có nó link sẽ sẽ khoan bởi có nó ít được quay về ba này có nó ấy mà nào bên này xí lại vậy cả từ cái đó từ quay để thô sẽ là rồi sẽ link sẽ là từ quay để thô mà có nó từ cái đó link sẽ mà thô sẽ bên này thì mà yang cái này lại bây giờ này có nó ấy thì sẽ quay ông mà lấy quay rồi xin là quay phía đó có nó xin là quay thô sẽ luôn lấy về thô rồi đấy thì mà nó xin là quay thô sẽ mà lâu mà nó xin là quay lâu thô sẽ mà lâu vậy này link sẽ rồi để bảo được thô mà có nó sẽ có bông ra đấy tụi mà bị làm ấy mà làm ấy rồi sẽ ấy thì quay về thô mà tụi thô mà quay vào link sẽ có nó link sẽ là thô lại để nó sẽ chạy vào cái phía tới từ cái đó link sẽ có ngay đầu là thô rồi nó quay đều để học rồi sẽ để này nhé có nó ấy là cái sản này nhé ấy là đó thì sẽ cho match là sẽ cho tung la bay là thông là sẽ ngọt trời nó ấy đều ăn qua cả con chào và gì đó được cho nên cũng là đẹp thì đã chụp hết đấy ấy là thì video nào đi làm vào đấy ăn cả con chào và gì